အားလုံးပဲမင်္ဂလာပါပန်တခုရှိကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကိန်းမှာတော့ဘန်ကဒီပြထားတဲ့သုံးပုံနဲ့ကအပေါ်က cherry tea အိတ်လေးထိုးနည်းကိုထိုးပြမှာဖြစ်ပါတယ်ရှင်အဲ့ဒါလေးဒါထိုးတတ်မယ်ဆိုလို့ရှိရင်တော့ဒီစပစ်သီးတို့ strawberry သီးတို့ထိုးရတာပို့လွယ်ကူမှာပါအခုဒီမှာဆိုရင်ဘန်တို့ကဖွန်မီသုံးမယ်အကကတော့ဘန်ကမိကောတော့ဖိုင်လိုင်းသုံးတာမို့လို့ဘန်ဒီမှာ3 mm အကတော့3 mm ကိုသုံးထားပြီးတော့ဒီကတော့မိကောတော့ဖိုင်လိုင်းကိုသုံးပြပေးထားပါတယ်ရှင်ဆက်စားခြင်းမှာဆိုရင်ဖွန်မီလေး20ခုထိုးပါမယ်ရှင်ဖွန်မီကိုပန်က21ခုထိုးပါမယ်နော်ဖွန်မီ1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20နဲ့1 21ပြည့်သွားတယ်မကြည့်လို့ပန်တို့ကဒီတစ်ခုကိုကြော်မယ်ကြော်ပြီးတော့ဒီသူ့ရဲ့ဒီဒုတိယအပေါက်မှာလာပြီးတော့တိုင်ရှည်လေးထိုးပါမယ်နော်တိုင်ရှည်တစ်ခုအဲ့ရနေပဲဒီတစ်ပေါက်တစ်ခါစီတိုင်ရှည်ကိုပန်တို့ကဘယ်နှန်းထိထိုးမလဲဆိုလို့ရှိရင်ဒီထိနော်နောက်ဆုံးပေါက်မရောက်ခင်တစ်ပေါက်နာအထိကိုထိုးပါမယ်အဲဆိုတိုင်ရှည်1 2 3 4 5 6 9 10 11 12 13 14 15 16တိုင်ရှည်18ခုထိုးမယ်ပေါ့နော်တိုင်ရှည်စုစုပေါင်း18ခုရှိပါမယ်နှစ်ကြိမ်3ကြိမ်4ကြိမ်5 6 9 shit တော့ဘာနေOh sorry ကန်တာနည်းနည်းရွေ့ပါတယ်10 9 10 11 12 13 14 15 16อ๋อ18ခုတောင်ရှိတာပဲ sorry เนาะ16ဟောဒီမှာနောက်ဆုံးဒီနန်းလေးဆိုတော့18ခုပေါ့เนาะစုစုပေါင်း18ခုပြပါပြီဒီနောက်ဆုံးတစ်ပေါက်ရှိလိမ့်မယ်เนาะဒီမှာဒီနောက်ဆုံးတရားကိုကြတော့ပန်တို့ကသူ့တစ်ပေါက်ထဲမှာတိုင်ရှည်3ခုထိုးမယ်တွေ့ရနော်တစ်ချိန်နှစ်ချိန်3ချိန်အဲ့ဒါပြီးတော့လို့ရှိရင်သူ့ရဲ့ဒီဘက်တစ်ချမ်းလေးရှိုက်တစ်ချမ်းလေးတွေမှာလည်းထိုးသွားပါမယ်ထိုးရင်လည်းဒီကြိုးလေးတွေပါတစ်ခါလေးတင်သွားရနော်အခြေခံရှိပြီးသားသူတွေအတွက်ကတော့ဒါကတော့လွယ်မယ်ပေါ့နော်အခြေခံကိုမှမကျင့်ညက်သေးပဲနဲ့ဖွမီးရဲ့တိုင်ရှည်ရဲ့တိုင်လက်ရဲ့တိုင်တိုရဲ့ကိုမသေးကွဲတဲ့သူတွေကတော့အခြေခံဗီဒီယိုလေးတွေကိုအရင်ကြည့်ထားသင့်တယ်လို့ထင်ပါတယ်ဒါမှကျမတို့ဒီမှာသုံးတဲ့အခေါ်အဝေါ်တွေပြီးလို့ရှင်ရင်ပတ်တန်တွေပတ်တန်တွေနဲ့ထိုးရတဲ့အခါကြလို့ရှင်ရင်ဒီပတ်တန်တွေမှာပေါ့နော်သူတို့ကသင်္ကေတတွေရေးထားတာရှိတယ်တချို့ကလည်းစာနဲ့ပြောတယ်ပေါ့နော်ထားပါအောင် CH တို့HDC တို့ DC တို့အဲ့လိုတွေနဲ့ပြတာရှိရပေါ့နော်တချို့ကြတော့လဲသူကဒီမြင်းချောင်းလေးတွေနဲ့ပြတာလေးတွေရှိတယ်အဲ့တော့ကျမတို့ခြိထိုးတဲ့သူတွေခြိထိုးမယ်ဆိုလို့ရှိရင်တော့ဘာလာကျွမ်းအောင်လို့လုပ်ထားတာတော့အကောင်းဆုံးပဲပုံဒီပတ်တန်အောင်ပေါ့နော်ဘာနဲ့ပဲပြတစ်ဖက်ခန်းခက်ကျွမ်းနေအောင်လုပ်ထားမယ်ဆိုရင်တော့အဆင်ပြေပါတယ်လို့ကဲဒါဆိုရင်နောက်ဆုံးပေါက်နှံလေးကိုရောက်ပါတော့မယ်
โอเคဒီမှာတစ်ခုနှစ်ခုပဲကျန်တော့တယ်ဒီတစ်ချမ်းထိုးလိုက်တယ်ထိုးပြီးသားလို့ရှိရင်ဒီမှာနောက်ဆုံးတစ်ချမ်းမှာကြတော့ဘန်တို့ကအဲ့တစ်ချမ်းလေးကိုတစ်ပေါက်သေးကိုနှစ်ကြိမ်တိုင်ရှင်းနှစ်ခုထိုးမယ်ပေါ့နော်တစ်ခါနှစ်ခါတိုင်ရှင်းနှစ်ခါထိုးပြီးပြီထိုးပြီးသွားပြီဆိုရင်မကြည့်သူ့ရဲ့ဒီပထမဆုံးတွေ့လားဒီမှာလားပထမဆုံးဒီမယ်နော်ဒီနေရာမှာလားဒီနေရာအောင်နော်လာလိုက်တယ်လာပြီးရင်ကျမတို့ကဟိုရှက်ကော်ယူမယ်ရှက်ကော်ယူပြီးတော့ဖွန်မီ3ခုထိုးမယ်ဖွန်မီက1 2 3ဖွန်မီ3ခုထိုးပြီးသွားလို့ရှိရင်သူ့ရဲ့ဒီစစခြင်းမှာတွေ့ရနော်ကျွန်မတိုင်ရှည်လေးတစ်ခုထိုးလိုက်ပါတယ်အဲ့ဒါပြီးသွားလို့ရှိရင်ပပတ်လေကိုတစ်ပေါက်တစ်ခါစီတိုင်ရှည်လေးထိုးသွားမယ်ဒီအဆုံးကြမှာပြန်တွေ့မယ်နော်ကဲအခုဆိုရင်ကျမတို့ကဆုံးနာလေးကိုရောက်တော့မယ်ပေါ့နော်ဒီမဲ့ဆိုကြည့်ရဒီမဲ့ဆိုရင်မကြည့်လိုက်ကျမတို့ဒီမှာတိုင်တစ်ပေါက်ထဲကိုနောက်ဆုံးတိုင်ရှည်နှစ်ခုထိုးခဲ့တာဒီ1 2ဟုတ်တယ်နော်ဒီ2ဒီမှာလာပြီးဖုန်မီမထိုးဘူးနော်ကျမတိုင်ရှည်မထိုးဘူးနော်ပြောဒီမကြည့်ဒီနှစ်ပေါက်ပဲကျန်တော့တွေ့လားတိုင်ရှည်တစ်ခုနှစ်ခုဒီမကြည့်တစ်ပေါက်ထဲမှာနှစ်ခုထိုးခဲ့တာကဲအဲ့ဒီမှာဆိုတော့ဒီမှာတစ်ခါမကြည့်ဒီနားလေးကနည်းနည်းရှုပ်တက်လို့နော်ဒီစားပြောကဲအဲ့ဒါပြီးပြီဆိုရင်ကျမတို့ကဒီမကြည့်ဖုန်မီ3ခုထိုးခဲ့တာရှိရတွေ့လား1 2 3အဲ့ဖုန်မီ3ခုရဲ့ထိုးခဲ့မယ်ဒီနဲ့ယူလိုက်1 2 3အဲ့ဒီ3ပေါင်းမြောက်ဒီကောင်မှာလာပြီးတော့ split stitch လို့ခေါ်တဲ့ရှက်ကောတွေ့လက်နှစ်ခုလုံးကိုပေါအောင်ယူရနော်ကွင်းနှစ်ကွင်းလုံးကိုပေါအောင်ယူရနော်အဲ့ဒါကိုလုပ်လိုက်ပါတယ်ကဲကြည့်ပြီးတော့လို့ရှိရင်ဖုန်မီ3ခုပြန်ထိုး1 2 3ဟောအဲ့ကြလို့ရှိရင်ကျမတို့ဒီမှာကြည့်သူ့ရဲ့ဒီတိုင်ရဲ့ဒီအပေါ်မှာလာထိုးတော့မှာနော်အဲ့ဆိုရှင်းရှင်းလင်းလင်းမြင်ရပြီနော်ဒီတဒန်းကနေစလို့နောက်ပိုင်းနေရအဆင်ပြေသွားပြီနော်ဘာလို့ဆိုဆက်ဆချင်းမှာကျမတို့ကဒီဒုတိယအဒန်းလေးမှာလုပ်တဲ့ဟာလေးကနည်းနည်းလေးပဲရှုပ်တာနော်ဒါလေးတွေဆိုအဆင်ပြေသွားပြီဟောဒီတိုင်းလေးပဲထိုးသွားလို့ရပြီဒီတိုင်းလေးပဲထိုးသွားလို့ရပြီရိုးရိုးရှင်းရှင်းပဲဘာမှရှုပ်တာမရှိဘူးနော်နော်ဒီတိုင်းလေးပဲကိုကျမတို့ဒီလိုလေးဖြစ်အောင်ထိုးသွားလို့ရပြီဒီမှာကြည့်လားဆိုသူ့ဒီအတန်းလိုက်လိုလေးသွားတာနော်နင်ရလာတော့မသိဘူးဒီလိုလေးသွားတာပါအဲ့ဒါကိုကျမတို့ဘယ်နှတန်းလဲဆိုဒီအောက်ကနေစယူမှာနော်ဒါဆိုရင်1 2ကျမခု3တန်းမြောက်ရောက်နေပြီဘယ်နှတန်းလဲဆိုရင်1 2 3 4 5 6 9 10တန်းပြည့်အောင်ထိုးပါမယ်
အခုဒီမှာ3တန်းရောက်နေပြီเนาะကဲခုဆိုရင်အနာသက်ကိုတစ်ခေါက်ဒီမှာပြန်ရောက်လာပြီเนาะအနာသက်ကအရန်ကိုလွယ်ပါတယ်ဒီတစ်ချက်လေးသာတေချာကြည့်လိုက်မယ်ဆိုရင်เนาะဟောပြီးရင်ဒီမှာကြည့်ဖွန်မီက1 2 3 1 2 3တွေ့ရနော်သူရဲ့ဒီမှာနှစ်ဖက်လုံးကိုပါเนาะပြီးမှရှက်ကိုယူဟောရှက်ကိုယူပြီးရင်ဖွန်မီက1 2 3ဖွန်မီ3ကိုထိုးပြီးရင်တွေ့ရနော်ဒီတိုင်ရဲ့ဒီမှာလာထိုးလိုက်ကဲအဲ့တိုင်လေးပဲထိုးသွားရုံပါပဲเนาะ10တန်းမြောက်ကြရင်ပြန်တွေ့ရမယ်အခုဘယ်နှတန်းလဲဆိုတော့1 2 3ဒါနဲ့ဆို4တန်းဖြစ်မယ်10တန်းမြောက်ကြရင်ပြန်တွေ့ပါမယ်ကဲအဲ့ကတော့နောက်တစ်လုံးဖြစ်သွားတယ်ဒါပေမဲ့အခုက10တန်းမြောက်ကိုရောက်နေတော့မကြည့်1 2 3 4 5 6 9 8 9 10တန်းမြောက်ကိုရောက်နေပါပြီနော်10တန်းမြောက်ကြလို့ရှင်ကျမတို့ကာလာကိုဘယ်လိုပြန်ဆက်ပြီးသိမ့်မလဲဆိုတာပြမယ်နော်ဘာလို့လဲဆိုတော့ခုနအပေါ်လှိုင်းအနားလုံးလေးလောက်တော့မှာဆိုတော့လေတိုင်ရှည်လေးကြီးပဲထိုးလာတယ်နော်ကဲချီရလဲကွက်တီပဲဒီမဲ့အဲ့ကြလို့ရှင်ကျမတို့ကတိုင်ရှည်ကိုဒီထိုးထားဒီမှာထားနော်ပြီးရင်ဒီမဲ့ကြည့်သူ့ရဲ့ဒီမှာဒီနန်းကိုအဲ့မှာကျမတို့ကရှက်ကော်မီပဲနဲ့ဘာလုပ်မလဲဆိုတော့ကာလာလာဆက်ပါမယ်ကျမတို့အနီရောင်ပဲရှိလို့အနီရောင်ပဲဆက်မယ်နော်တွေ့ရနော်ကာလာဆက်မှာပါပြီးပြီဆိုရင်သူ့ရဲ့ဒီကျိုးနဲ့ဒါနဲ့တင်းနေအောင်ဆွဲနော်ဒီလိုလိန်ထားလိုက်လိန်ပြီးသွားလို့ရှိရင်ပြီးတော့အဲ့ဒီအပေါက်ထဲကိုပဲခုနရှက်ကော်ယူခဲ့တဲ့အပေါက်ထဲကိုပဲပြန်ပြီးတော့ဖွန်မီတစ်ခုတော့ဟုတ်တယ်နော်ပြီးရင်နောက်တဲ့အပေါက်တွေမှာရှက်ကော်ယူဖွန်မီတစ်ခုတော့ဟောနောက်ဒီအကျိုးစားတိမ့်သွားမှာတိမ့်သွားလဲရတယ်သူကနောက်မှရှင်းလင်းလဲရတယ်ပေါ့နော်ကိုလုံးတက်တယ်လို့ကျမတို့နောက်မှပဲရှင်းတော့ပါမယ်နော်တော်မယ်ကြည့်ရှက်ကော်ယူဖွန်မီတစ်ခုထိုးတယ်ရှက်ကော်ယူဖွန်မီတစ်ခုထိုးနောက်တစ်ပေါက်ကိုသွားရှက်ကော်ယူဖွန်မီတစ်ခုထိုးနော်အဲ့တိုင်းပဲလုပ်သွားပါမယ်ကဲအဲ့ဒါပြီးသွားလို့ရှင်ရင်သူ့ရဲ့ဒီအနီတုံးလေးကိုသွားပြီးတော့ဒီလိုလုပ်လိုက်ရုံပါပဲဒါကတော့ပြီးမှဖြတ်မယ်ပေါ့နော်ကဲလောလောဆယ်တော့ဒီအိတ်ရဲ့ကိုတွေကတော့ပြီးသွားပါပြီပေါ့နော်အိတ်ကိုတွေပြီးသွားပြီအစာပလာတက်မယ်အစာပလာတက်ဖို့လုပ်ပါမယ်ခုနကတော့စပစ်တီးပုံပြရတယ်ပေါ့နော်ဒါပေမဲ့ကိုကြိုက်တဲ့အရောင်နဲ့လုပ်လို့ရတယ်ဘာလို့လဲဆိုတော့ကျမကအခုဒီပုံစံလေးကိုလုပ်ပြချင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီပုံစံလေးလည်းလုပ်ပြပါမယ်ဒီပုံစံလေးလုပ်တက်လို့ရှိရင်ဟောဒီစပစ်တီးကိုလုပ်တာအရန်လွယ်ပါဆိုအဓိကဒီစပစ်တီးအလုံးတက်တာလေးပေါ့နော်ဒီအလုံးတက်တာတူတဲ့သေးရွက်ကထိုးတာကတော့
ဟိုပါဆိုတော့2မျိုးလုံးပြပေးလိုက်မယ်ပေါ့နော်2မျိုးလုံးပြပေးလိုက်ပါမယ်ဒါလေးကိုနော်ကဲအဲ့ဒါပြီးသွားပြီဆိုတော့ကျမတို့ကအခုဒီဂိုင်းမှာနော်ဂိုင်းတက်ဖို့အတွက်ဒီဂိုင်းတက်ဖို့အတွက်ကြိုးလေးလုပ်ပါမယ်နော်အရင်အယောင်နဲ့လုပ်ရမှာဟုတ်တယ်ဒီကောင်လေးပဲလုပ်လိုက်ပါမယ်ကဲဒါကတော့ရိုးရှင်းပါတယ်ဖွမီးကြီးပဲဖွမီး82ခုထိုးပါမယ်ကဲအခုဆိုလို့ရှိရင်ကျမတို့ကဒီကျိုးနဲ့ကျိုးလဲထိုးပြီးပြီဖွမီး80တခု82ခုထိုးထားတဲ့ဖွမီးကျိုးနဲ့ကျိုးလဲပြီးပြီအိတ်ကိုလည်းပြီးပြီဆိုတော့ဒါလေးကနေအရင်စလိုက်မလဲဆိုရင်အဲ့ဒါဆိုရင်အခုဒီအစိမ့်လုံးမြင်ဆိုဒီတိရွက်လေးနဲ့ဒီအသီးလေးအရင်စမယ်နော်အဲ့ဒါဆိုရင်ဒီမှာကအသီးလေးအရင်ပြလိုက်မယ်နော်အသီးလေးအရင်ပြလိုက်မယ်အသီးလေးကအရန်လွယ်တော့ကျမတို့ဆက်ဆာကြံပါလုံးလဲဆိုရင်နော် magic ring လို့ခေါ်တယ်နော် magic ring magic ring လေးရတယ် magic ring မလုပ်ဘဲနဲ့ဒီလိုလုပ်လိုက်မယ်ဖွမီး3ခုအရင်ထိုးလိုက်မယ်နော်ဒါကတော့အလွယ်ကူဆုံးတချို့ကြ magic ring မလုပ်တတ်သေးတဲ့သူတွေလည်းပါမယ်ဆိုတော့လေနော်ဒီမှာဆိုရင်ကျမတို့ဖွမီးက3ခုလေးထိုးလိုက်မယ်ဖွမီး1 2 3ဖွမီး3ခုထိုးပြီးတော့လို့ရှိရင် magic 1 2ဟောဒီ3ပေါက်မြောင်မှလာပြီးတိုင်ရှည်ကိုနော်1 2ဟောတွေ့လားတစ်ပေါက်ထဲကို2ကြိမ်3ကြိမ်တွေ့လားတဝက်လေးတွေပဲဖြုတ်သွားတာเนาะသူကเนาะဒါနဲ့ဆိုပဲဝင်းက1 2 3 4ခုရှိပြီနောက်တစ်ချိန်နောက်ကွင်းပြောမငါအဲ့ကျမတခါတည်းကိုလေးစုဖြုတ်လိုက်ဖြုတ်ပြီးလို့ရှိရင်မရှက်ကိုလေးယူပြီးရင်ကျိုးနည်းနည်းလောက်လေးထားပြီးလို့ရှိရင်ဆွဲဖြတ်ဒါဆိုဒီလိုလုံးလုံးလေးရပြီเนาะဒါနဲ့ကိုကျမဒီလိုလေးချီမှာဆိုတော့လေညလာမသိဘူးနောက်တွေ့လိုလုံးလုံးလေးရတယ်เนาะအဲ့လိုလေးပဲနောက်တစ်လုံးထပ်လုပ်မယ်ဖွမီး3ခုထိုးမယ်1 2 3ဟောဒီနောက်ဆုံးပေါက်ထဲကိုတိုင်ရှည်နှစ်ကွင်းတစ်ခါဖြုတ်တွေ့တစ်ချိန်2ကြိမ်3ကြိမ်4ကြိမ်ကွင်းက2 4 1 2 3 4 5ကွင်းရပြီဆိုတော့တစ်ခါလေးဖြုတ်ရှက်ကောလေးယူပြီးရင်ကျိုးနည်းနည်းလောက်လေးထားပြီးတော့ဖြတ်လိုက်နော်ပြီးလို့ရှိရင်ကဲရပြီအဲ့ဒါဆိုရင်တိရွက်လေးထိုးဖို့ကြမ်းမယ်တိရွက်ရဲ့အလျာအဝိုင်းရေနော်တိရွက်ကအခုဒီမှာထိုးတဲ့အထိုးမယ်နော်အရင်ခက်ခဲရောမလုပ်ဘူးကျမလွယ်ကူကူနဲ့လုံးနေဟာမျိုးပဲပြပေးမယ်ပေါ့နော်ဒီမှာဆိုရင်ပြလုပ်မယ်ဆိုတော့တိရွက်မှာတိုင်ရှည်73ခုထိုးပါမယ်sorry ဟိုဖွမီး73ခုထိုးမယ်ပြောတာနော်ဖွမီးက73ခု1 2 3 4 5 6 8 9 10 11 12 13ခုထိုးမယ်ပြီးတော့ဆက်စချင်းဒီပေါက်လေးမှာတိုင်တို့ပြီးမှတိုင်ရှည်သွားမယ်တိုင်ရှည်ကတစ်ကြိမ်တိုင်ရှည်နှစ်ခုတိုင်ရှည်3ခုနော်တိုင်တို့အဲ့ဒါပြီးသွားပြီဆိုရင်ဟောမှာတိုင်တို့တစ်ခါပြီးရင်နောက်တစ်ပေါက်မှာသွားပြီးရှက်ကော်လေးယူလိုက်
ရှက်ကော်ယူပြီးသွားရင်မကြည့်နောက်တစ်ပေါက်မှာတိုင်တိုကနေပြန်စတိုင်တိုပြီးမှတိုင်ရှည်နော်တစ်နဲ့3ပြီးမှနော်ဖမီတော့ရတိုင်ဟိုပါတိုင်တိုပြီးပြီဆိုမှနှစ်ကွင်းလုံးကိုဒီလိုယူပြီးတော့ဖြတ်ချလိုက်နော်အဲ့ဒါဆိုရင်အခုဒီမှာရပြီအဲ့တော့ဒီဟနေတဲ့နေရာလေးကနေကျမတို့ကဘာလုပ်မလဲဆိုတော့နော်အဲ့မှာဖမီလေးထိုးပါမယ်ဒီဟနေတဲ့နေရာလေးမှာနော်ဘယ်လိုလုပ်မလဲဆိုတော့ပြမယ်ဒီမှာဆိုရင်ဖမီကကျမတို့ကနော်ဖမီ1 2 3 4ခုပြီးပြီဆိုရင်ပြမလားလေးကိုကောက်ယူလိုက်ယူပြီးသွားလို့ရှိရင်သူ့ရဲ့တွေ့လားဒီအောက်ကနေယူရရတယ်ဒီကနေကျမတို့ဒီကနေပဲယူလိုက်မယ်နော်ပြီးသွားလို့ရှိရင်မကြည့်သူ့ရဲ့လေချမ်းလေးကိုယူဟောမှာရှက်ကောယူဆွဲထည့်ပြီးရင်ဖုန်မီက1 2 3 4ခုပြီးပြီဆိုရင်တစ်ခါကကြီးလေးနဲ့ဖြတ်ဒီလိုလေးထားနော်အဲ့ဒါဆိုရင်တစ်စင်2စင်3စင်4စင်ပြီးပါပြီနော်4စင်ပြီးပါပြီနောက်ဆုံးတစ်စင်နောက်တစ်စင်အနေနဲ့ဒီသေးရွက်လေးလုံးမယ်သူကဒီကျွန်းတစ်ခုကိုပူကတ်တာမို့လို့နော်ကျွန်မအစိမ့်နဲ့ပဲတော်တော်များများသုံးသွားမယ်ပေါ့နော်ဒီမှာဆိုရင်သူကဖုန်မီ6ခုထိုးလိုက်မယ်နော်1 2 3 4 5 6နော်ပြီးသွားပြီဆိုရင်ဆက်စားချက်မှာတိုင်တိုးပြီးနောက်တစ်ခုမှာတိုင်ရှည်မလေးချက်တာဟဲ့တိုင်ရှည်ကကမှဆိုတစ်ခါနှစ်ခါနောက်ဆုံးလဲဆိုရင်တိုင်ရှည်က3ခါတိုင်ရှည်3ခုပြေးသွားပြီဆိုလို့ရှိရင်မကြည့်ဒီနောက်ဆုံးပေါက်မှာတိုင်တိုးတစ်ခုထိုးနော်ပြီးရင်ဒီဘက်တစ်ချမ်းတွေ့လားအဲ့ဘက်တစ်ချမ်းကိုလည်းသွားပြီးရင်ဒီကျိုးစားပါတစ်ခါတည်းသိမ့်သူကလည်းပါလဲဆိုတော့သူ့ကိုလည်းတိုင်တိုးတစ်ခုထိုးပြီးရင်ကျန်တဲ့အချမ်းတွေကတော့အကုန်လုံးတိုင်ရှည်ပဲတိုင်ရှည်တစ်ပေါက်တစ်ခါစီ3ခုတစ်ပေါက်တစ်ခါစီ3ခုနော်တစ်ချိန်နှစ်ချိန်3ချိန်နော်နောက်ဆုံးတစ်ပေါက်ကျန်နေတွေ့လားအဲ့နောက်ဆုံးတစ်ပေါက်မှာနောက်ဆုံးတစ်ပေါက်မှာတိုင်တိုးထိုးတိုင်တိုးပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့ဒီဘက်တွေ့လားဖုန်မီကိုလှမ်းပြီးတော့ဟာလို့ရှက်ကောယူမှာပါရှက်ကောယူပြီးဒီလိုဖုန်မီလေးတစ်ခုထိုးပြီးတော့ဆွဲဖြတ်နော်အဲ့တော့ကျမတို့ရပါပြီနော်ဒီသစ်ရွက်ကိုပဲဒီလိုသစ်ရွက်ပုံစံကိုပဲ4ခုထိုးရရင်ထိုး4ခုထိုးရင်တချို့ကဘယ်လိုလဲဆိုတော့ဒီလိုမျိုးဟိုဘက်ဒီဘက်အကျိုးဒီလိုပူတာကျမတို့အဲ့လိုလွန်အလုပ်ရှုလို့ဒီလိုဟာလေးနဲ့ပဲကတ်ပါတယ်နော်ကြိုက်တဲ့သူကတော့ကြိုက်လို့တက်တက်ရဲရဲလုပ်လို့ရတယ်ပေါ့နော်ဒါကျမတို့ကျမဘက်ကအဆင်ပြေလို့တက်တက်ရဲရဲလုပ်ပေးတာပါအဲ့တော့ဒီပန်းပွင့်လေးကိုနောက်ထပ်တစ်ပွင့်ထပ်ထိုးပါမယ်နော်ကဲပြပြီဆိုထားလိုက်အောင်နောက်ဆုံးတစ်ဆင့်ဖြစ်တဲ့ဒီအလဲရောင်အဝိုင်းကိုသွားလိုက်တော့မယ်နော်အလဲအဝိုင်းကတော့အရန်ကိုလွယ်ပါတယ်ကျမမှာချီကိုချီသားတွေကများတော့ချီကိုချီသားအိမ်နဲ့ပဲထိုးပါတယ်ပေါ့နော် magic ring နော် magic ring ယူလိုက်မယ်ဒီခေါက်ကတော့ magic ring တေချာပြခြင်းလို့ပေါ့နော်မကြည့်မလုပ်တတ်တဲ့သူတွေကတော့အခြေခံပိုင်းတွေကိုတော့ကြည့်ဖို့တော့မေတ္တာရက်ခံပါတယ်နော်အိုးပြီးရင်ဒီမှာဖမီကဘယ်နှခုထိုးမလဲဆိုတော့နောက်ထပ်2ခုထပ်ထိုး1 2ပြီးရင်ဒီထဲမှာတိုင်ရှည်17ခုထိုးမယ်နော်1 2 3 4 5 6 9 10 17ခုပြည့်ပြီဆိုလို့ရှိရင်ဒီကျိုးလေးကိုလုံးလေးဆွဲပါမယ်နော်ဆွဲပြီးသွားပြီဆိုရင်တော့သူ့ရဲ့ဒီဘက်ပထမဆုံး
ဖွန်မီမှာသွားပြီးရှက်ကော်ယူပါမယ်ရှက်ကော်ယူပြီးသားလို့ရှိရင်ဖွန်မီ3ခုထိုးပါမယ်1 2 3ပြီးရင်အဲ့ဒီအပေါက်ထဲမှာပဲနောက်ထပ်တိုင်ရှည်တစ်ခုထပ်ထိုးပါမယ်ပြီးရင်နောက်တစ်ပေါက်မှာတိုင်ရှည်တစ်ပေါက်ထဲကို2ခါထိုးပါမယ်နော်ကဲဒီမှာရှိတဲ့ကျန်တဲ့အပေါက်တွေကိုလည်းတိုင်ရှည်တစ်ပေါက်ထဲကို2ခါစီထိုးသွားမယ်နော်ဒီဖွန်မီဒီ9ရောက်ရင်တော့တွေ့မယ်နော်တွေ့လားဒီဖွန်မီဒီပေါ်ရောက်ရင်တော့ခဏရက်ထားပါနော်ကဲမကြည့်ခုနပြောဒီနောက်ဆုံးပေါက်ရောက်ပြီနော်ဒီပေါက်ရောက်ပြီဆိုရင်ကဲရေးကြည့်အောင်အောက်ကခုနဖွန်မီဒီ magic ring ထဲမှာဆိုရင်ကျမတို့ကဖွန်မီ2ခုယူပြီးသားလို့ရှိရင်တိုင်ရှည်7ခုထိုးရဆိုရင်ဖွန်မီ2ခုထိုးတာပါဝင်ဆိုရင်စုစုပေါင်း7ရှိရမှာ7ဆိုတော့ခုဒါကိုရေးကြည့်လိုက်ရအောင်အပေါ်ထိုးတာ24ပြန်မှာပေါ့နော်2 4 6 8 10 12 14 16 18 20 22မကြည့်ဒီတစ်ပေါက်ကျန်နေတွေ့လားနော်အဲ့ထဲမှာထိုးပါမယ်23 24 24ပြည့်သွားရင်တော့ခုနဖွန်မီ3ခုထိုးခဲ့တဲ့အပေါ်ရဲ့နော်ရှက်ကော်သွားယူတူတူပဲနော်အဲ့မှာဆိုရင်1 2 3ဖွန်မီ3ခုထိုးမယ်ပြီးရင်ဒီတိုင်ရှည်နောက်တစ်ပေါက်မှာတစ်ပေါက်ထဲကို2ကြိမ်ထိုးမယ်နှစ်ပြီးရင်နောက်ထပ်ဖွန်မီတစ်ခုမှာတိုင်ရှည်တစ်ခုတွေ့ရနော်ပြီးရင်နောက်တစ်ပေါက်မှာတစ်ပေါက်ထဲကို2ကြိမ်နော်ကဲအဲ့တော့ဒီတိုင်းလေးပဲထိုးသွားပါနော်ရောဒီမှာဆိုရင်ရပါပြီအဲ့တော့ဖွန်မီ3ခုယူခဲ့တဲ့ခုနအပေါ်ဒီနေရာကိုသွားရှက်ကော်ယူနော်အဲ့ဒါပြီးသွားလို့ရှိရင်ဖွန်မီ1 2 3ဖွန်မီ3ခုထိုးပြီးရင်ဒီတစ်ပေါက်ကိုကြောနားမှာလာပြီးတော့ရှက်ကော်ယူဖွန်မီ1 2 3ဖွန်မီ3ခုထိုးတစ်ပေါက်ကြောနားမှာရှက်ကော်ယူနော်အဲ့တိုင်းပဲထိုးသွားပါမယ်ဆုံးထီကိုကဲဒါဆိုရင်တော့ရောက်ဟောက်မှာအမလေးရှက်ကောယူလိုက်ပါတယ်ပြီးလို့ရှင်ဖြတ်ဆိုရင်တော့ပြီးပါပြီတက်ယုံပဲကျန်တော့ပါတယ်ကော်ကန်းလေးနဲ့နော်ကဲအဲ့ဆို transformation စလိုက်ရအောင်ကဲအခုဆိုရင်ကော်ကန်းလည်းရပြီဆိုတော့စမယ်ပေါ့နော်အရင်ဆုံးတော့ဒီအပြားကနေအရင်စလိုက်မယ်ဒီပြားကိုတော့ကျွန်မဒီလိုပဲညက်နော်ဟုတ်ပြီဒီအပြားတက်တဲ့နေရာမှာကျွန်မတို့နည်းနည်းသတိထားဘာလို့လဲကျွန်မတို့ကကြိုးထိုးရင်ဒီသိရမလားဒီကနေရီလို့ရှိရင်ဒုတိယတန်းမှာကြိုးထိုးမှာဆိုတော့ကျွန်မတို့ကဒီနားလောက်ကနေကတ်မှရမှာเนาะလောလောဆယ်ရာကြည့်လိုက်မယ်ဒီလိုလေးဖြစ်ပေါ့နည်းနည်းလေးမတိမ်မယိမ်းလေးပေါ့ဒီလိုလေးသွားမယ်เนาะမတိမ်မယိမ်းလေးဒီလိုလေးသွားမယ်ပေါ့เนาะအရင်ကြီးဒီပေါ်ရွေ့ကနေဆိုမကတ်ချလိုက်နေအောင်เนาะချိန်အောင်เนาะဒီလားကြိုးထိုးမဲ့ဒီနေရာလေးရှိသေးတယ်เนาะအဲ့တော့ကျွန်မဒီနန်းလေးကိုလိုလေးကတ်မယ်အဲ့တော့ကော်ကိုတစ်ပြင်လုံးလိုချလိုက်တော့မယ်နော်ကော်ကိုတစ်ပြင်လုံးအဲ့လိုချပြီးသွားလို့ရှိရင်သူ့ရဲ့ဒီအောက်ကနေဒီလိုလေးမလေးနော်ဒီလိုလေးလုပ်မယ်မှောင်သွားလားမမြင်ရဘူးလားမြင်ရပါတယ်နော်အဲ့ဒါကိုအဲ့လိုလေးလုပ်မယ်ပြီးရင်ဒီအနာလေးတွေကို
ကော်လေးတွေလိုက်ချပေးနော်နော်ဒါလေးကိုဒီလိုလေးတွေလုပ်ပြီးသားပြီဆိုရင်အဓိကဒီကောင်နော်ဒါကိုအရင်စမယ်ညက်ပြီးသွားပြီဆိုရင်ဒီမှာကြည့်ဒီနားမှာနော်ဒါလေးကိုကော်နဲ့တေးချလေးဒီလိုလုပ်မယ်တွေ့နော်ကော်လေးနဲ့အလိုလေးလုပ်နည်းနည်းတော့ခဏလေးအောင်ထားမယ်နော်ပြီးရင်သူရဲ့ဒီပေါ်မှာလဲဆန်တာလေးရဲ့ဒီနည်းနည်းလေးပေါ့နော်ဒီနားလောက်လေးကိုတွားမယ်အဲ့တော့ဒီပေါ်မှာပဲကော်ချလိုက်မယ်နော်ကော်ချပြီးတော့သူ့ရဲ့ဒီနန်းတဲလောက်ကိုဒီလိုလေးသွားလိုက်မယ်ဒီလိုလေးသွားမှဒီမှာအလုံးလေးတွေလာမယ်နော်အဲ့တော့ဒီမှာဆိုလဲဒါအရန်ရှည်နေတယ်ဒီလောက်လေးကိုဖြတ်ချမယ်ဒီဘက်လည်းအိုက်တိုင်းမယ်ဒီလောက်လေးတွေကိုဖြတ်ချမယ်ဖြတ်ချပြီးတော့ကိုလိုချင်တဲ့နေရာလေးတွေမှာကောင်းလေးကိုတို့လေးသွားပြီးတော့ကော်နဲ့တူထားမယ်နော်ဒီဘက်လည်းအိုက်တိုင်းမယ်ကိုလိုချင်တဲ့နေရာလေးတွေမှာကော်နဲ့သွားပြီးတော့တူထားမယ်โอเคအဲ့ဒါပြီးပြီဆိုရင်ဒါလေးတွေကိုလည်းဖြတ်လိုက်မယ်နော်နော်ဒါလေးတွေကလုံးပြီးတော့လို့ရှိရင်ကျွန်မနည်းနည်းအတွင်းထဲကိုလိုလေးထည့်လိုက်မယ်နော်အဲ့ဒါကြဘလို့လဲဆိုလို့ကော်နဲ့ပဲတိမ်မှရမှာသူကကော်နဲ့တိမ်လိုက်တယ်လိုလေးတင်မလေးတင်ပြီးသွားပြီဆိုလို့ရှိရင်သူ့ရဲ့ဒီမှာဒီလိုလေးလာကတ်ဒီလားနော်ဖုံလုံးလေးဒီလိုလေးပြီးရင်ဒါကိုလည်းလိုလေးလိမ့်ပြီးသွားပြီဆိုရင်နည်းနည်းလေးညှက်ချလိုက်နော်ညှက်ချပြီးပြီဆိုရင်သူ့ကိုကော်နဲ့ပဲသိမ့်ပြီးလို့ထိုးထဲမှာရဒီထဲကိုတွေ့လားဒါဘာမှတော့မဖြစ်ဘူးဒီလိုကော်ကန်းလေးရှိလို့ရှင်မကြည့်ဒီလိုလေးဒီထဲလာလို့ထိုးထဲလိုက်နော်ပြီးရင်ကော်လေးဒီနားမှာလိုလေးညက်နော်ကော်အရန်ကြီးလည်းမများချိန်နဲ့ဒီလောက်လေးမဖြစ်စလောက်လေးတော့ကတ်လို့လည်းမရအောင်သူတို့ကနော်အဲ့တော့ဒီမှာဒီလိုလေးလာဆန်းတော့ပုံလေးနဲ့ပို့ပြီးတော့လာတယ်ဒါလေးဆိုနော်ကဲအဲ့ဒါပြီးပြီဆိုတော့အဲ့ယူလာအောင်မယ်တန်းအောင်အကောက်ရှိလဲအကောက်နေကဲနော်ဒါပြီးပြီဆိုတော့ကျမတို့ကခုနကနေပဲကြည့်ဖွန်မီ80ခုထိုးထားတဲ့ကြိုးကြီးရှိနော်အဲ့ဒါကိုဒီမှာကြည့်ဒီလိုယူပြီးသွားရင်သူ့ရဲ့ဒီဘက်တစ်စားဒီတဲ့တဲ့ကနေတွေ့ရနော်နှစ်ခုစီအကွာဝေးလို့ကြားလေးအရန်ကြီးလဲဝင်ဖြစ်တာနဲ့ဒီလောက်လေးဒီဘက်မှာထားနော်သူကညှိလို့တော့ရတယ်ဒါပေမဲ့ညှိရတာခက်တယ်ဒီကောင်လေးကတွေ့ရနော်
ပြုတ်ကြနော်ဒါဆိုရင်ဒီဘက်ကဒီလိုလေးဖြစ်မယ်နောက်တစ်ခုကိုကြတော့ဒီနေရာကနေပဲစလိုက်တာနော်ဒီနေရာကနေပဲစလိုက်ရတွေ့ရနော်အိုးတွေ့လားဒီလိုတွေဝင်တတ်တာမို့လို့နည်းနည်းတော့သတိထားပါလို့ကဲ finally နောက်ဆုံးရလဒ်ကတော့ရခဲ့ပါပြီဒီမှာပါနော်ကဲဒါလေးတော့ရပါပြီပြီးတော့လို့ရှိရင်သူ့ရဲ့ဒီဘက်ကျိုးနှစ်ခုကိုဒီမဲ့ဒီလိုညှိပြီးတော့ပေါ့နော်လောက်ပါနောက်တစ်ခုကိုလည်းအဲ့တိုင်းပါပဲကဲဒီမှာတော့ကျွန်မခုနတိရွက်ကတစ်ခုပဲထိုးထားတယ်ဆိုတော့ဒီတစ်ခုပဲပြလိုက်တော့မယ်။ or flexer လေးလို့လေ flexer ရှိရင် flexer နဲ့လုပ်ပါကဲကျမတို့ဒီမှာတိရွက်ရဲ့ဒီအနောက်မှာသုံးဖို့ flexer လေးရှိတယ်ပေါ့နော်သူနဲ့နည်းနည်းအနီတော့လောက်လေးနည်းနည်းကြီးလေးဖြတ်ပြီးလို့ရှိရင်အရင်ဆုံးပေါ့နော်ဒီလောက်လေးပဲကိုယာထားလိုက်တယ်ပြီးမှလိုတာကိုထပ်ဖြတ်မယ်ပေါ့နော်နော်အဲ့ဒါလေးလုပ်မယ်ပြီးသွားလို့ရှိရင်လေကိုကအခုဒါဆိုအရန်ရှိနေတယ်ကျမတို့ဒီလောက်ထိဖြတ်လို့ရတယ်နော်အဲ့လောက်ဖြတ်မယ်ပြီးတော့ဒီဘက်ကအလှဆိုတော့တိရွက်ကိုအလှဘက်ကထားမယ်နော်ဒီလိုထားမယ်အဲ့တော့ဒီတိရွက်မှာအရင်ကော်ချလိုက်ပါမယ်နော်အဲ့လိုပြီးသွားတဲ့အချိန်မှာဒီနားလောက်ကနေဒီလိုအားကိုပူတာဖိချလိုက်မယ်နော်ဖိချလိုက်မယ်ပြီးသွားရင်ဒီပိုနေတဲ့ဟာတွေကိုဘေးကနေဒါလေးလိုက်ညက်ပါမယ်ဒါကတော့ကျမလုပ်တဲ့နည်းပေါ့နော်ကျန်တဲ့သူကတော့ပို့ပြီးသက်ရဲဖြစ်အောင်လို့သူတို့ကနှစ်ဖက်လုပ်ကြပါတယ်ဒါမဲ့ကဲနော်ဒါတွေကိုလည်းတက်ရဲသိမ့်မယ်နော်ခုဒီကောင်ဆိုလဲမှကြည့်ကျမတို့ဒီထဲကိုရှက်ကော်လေးဒီလွတ်တဲ့နေရာကနေယူမယ်နော်ရှက်ကော်ဒီလိုလွတ်တဲ့နေရာကနေဒါကိုလှမ်းပြီးတော့သိမ့်မယ်
ဒါလေးတွေဆိုရင်လည်းကျမတို့များသောအပြင်ကော်လေးနဲ့ပဲတိုးလိုက်တာများပါတယ်ဒါလေးကြတော့တချို့ကတော့ဒါလေးတွေကိုအောက်ကနေဒီလိုအိတ်အခန့်လေးတွေထည့်တယ်ပေါ့နော်ကျမတို့ဒီမှာမထည့်ပါဘူးရှင်တွေ့ရနော်ပေါ်ကန်းတို့ရင်လည်းဒီလိုလွတ်တဲ့နေရာလေးတွေမှာတိုးပေးပါအောင်တွေ့ရနော်ဒီလိုလေးပြီးရင်တော့ဖြုတ်ကော် sorry ဒီမှာကော်နဲ့ဟွာဖြစ်နေကဲ finally ရသွားပါပြီရှင်ဒီအိတ်လေး